အားလုံးမင်္ဂလာပါကျွန်တော်ကိုရဲပါကျွန်တော်ဒီနေ့ Pro ကားမှာပါတဲ့ဒီ Booking feature နဲ့ပတ်သက်ပြီးတော့ကျွန်တော်အသုံးပြုပုံအသုံးပြုနည်းလေးကိုကျွန်တော်တစ်ချက်ရှင်းပြပေးမှာပေါ့နော်ဒီပထမဦးဆုံးကျွန်တော်တို့ဒီ Booking feature ကဘာအတွက်လဲဆိုလို့ရှိရင်ကိုယ်ဆိုင်မှာလုပ်တဲ့ service တွေကိုပေါ့နော် customer ကြိုပြီးတော့ဒီ Booking ယူထားတဲ့အခါမျိုးမှာကျွန်တော်တို့ software ထဲမှာဘယ်လို data ထည့်ရမလဲပြီးရင်Booking တင်ထားတဲ့အချိန်ရောက်လို့ customer ကားရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဘယ်လိုဆက်ပြီးတော့အလုပ်လုပ်ကြမလဲဆိုတဲ့ဟာလေးကိုရှင်းပြပေးပါမယ်ဗျပထမဦးဆုံးကျွန်တော်တို့ဒီ software ရဲ့ဒီ quick link မှာလည်း Booking ဆိုပြီးတော့မြင်နေရတာရှိမယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီဘက်ဘယ်ဘက်က menu အောက်မှာ Booking ဆိုပြီးတော့လည်း menu လေးတက်တက်ရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ list Booking နဲ့ပဲဝင်ဒီ Booking ကိုနှိပ်ပြီးတော့ပဲဝင်ဒါကတော့တူတူပဲပေါ့နော်နောက်တစ်ခုကျွန်တော်တို့ဒီ Booking မှာ2ဆိုပြီးတော့ပေါ်နေရလေးရှိတယ်ဗျအဲ့ဒါဘာအကြောင်းလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေ့ Booking နှစ်ဆောင်တင်ထားတာရှိတယ်ဆိုတဲ့ဟာလေးကိုကျွန်တော်တစ်ခါတည်းတန့်ပြပေးထားတာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ Booking လေးကိုဝင်လိုက်ဒါဆိုလို့ရှိရင် today Booking မှာနှစ်ခုရှိလိမ့်မယ်ပေါ့အဲ့တော့ဒီနှစ်ခုထဲမှာကျွန်တော်တို့ကဒီဖုန်းဆက်ပြီးတော့အကြောင်းကြားဖို့လိုတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ customer ရဲ့ဖုန်းနံပါတ်ကိုဆက်ပြီးတော့ကားပဲချိန်လောက်ရောက်မလဲပါလဲပေါ့နော်အဲ့ဒီဟာလေးလှမ်းမေးလို့ရတယ်အဲ့ထဲမှာကျွန်တော်တို့ကကားရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်ဘယ်လိုလုပ်လို့ရလဲဆိုတော့ဥပမာထားပါတော့ဒီကားပေါ့ဒီကားဆိုလို့ရှိရင်သူရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်ဒီ booking feature လေးကိုနှိပ်လိုက် book ဆိုတဲ့ကောင်လေးကိုနှိပ်လိုက်ပေါ့နော် status လေးကိုသူကားရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာ status လေးကို waiting ဆိုပြီးတော့ချိန်ထားလို့ရတယ်ပေါ့ဒါဆိုလို့ရှိရင်သူ waiting လုပ်နေပြီပေါ့အဲ့လိုပဲကျွန်တော်တို့ဒီအပေါ်ကားသူပြီးသွားပြီပေါ့နော်အပေါ် service လုပ်တာပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီကောင်ကို complete ဆိုပြီးပြောင်းလိုက်လို့ရတယ်အဲ့ဒါဆိုကျွန်တော်တို့ဒီ today booking ထဲမှာပဲကားစုပေါင်းဘယ်နှစီး booking ရှိတယ်ဘယ်နှစီးကတော့ပြီးသွားပြီဘယ်နှစီးကတော့စောင့်နေတယ်ဘယ်နှစီးကတော့မရောက်သေးဘူးဆိုတဲ့ဟာလေးတွေကိုကျွန်တော်တို့ဒီ booking ဆိုတဲ့ဟာလေးမှာကြည့်ပြီးတော့ဒီကျွန်တော်တို့ဒီ data တွေကိုတောက်လျှောက်စစ်နေလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ booking အသစ်ထည့်ခြင်းလဲဆိုလို့ရှိရင်ရောဘယ်လိုလုပ်ကြမလဲပေါ့ဒါဆိုလို့ရှိရင်ဒီ app booking ကိုနှိပ်ပြီးတော့ကျွန်တော်ဒီမှာ customer နာမည်ရှိမယ်customer နာမည်ရှိမယ်ပြီးရင်ဖုန်းနံပါတ်ရှိမယ်ပြီးရင်ကျွန်တော်တို့ဒီဘယ်နေ့ booking ယူမှာလဲပေါ့ဥပမာကျွန်တော်တို့ဒီ18ရက်နေ့ booking ယူမှာ18ရက်နေ့ပြီးရင် booking တိုင်းရောဘယ်နှစ်နာရီလဲပေါ့ဥပမာ1နာရီဆိုလို့ရှိရင်ကျွန်တော်ဒီမှာရွေးပေးလိုက်ပြီးရင်ဘာလုပ်မှာလဲပေါ့ဥပမာသူdetailing လုပ်ချင်တယ်ဒါဆိုရင် detailing ကိုရွေးထားပေးလို့ရတယ်ပြီးရင်ကား model ကဘာလဲပေါ့ကျွန်တော်တို့မှာကား model ထည့်အကယ်ကျွန်တော်တို့ကဒီသူလုံးမဲ့ service နဲ့ပတ်သက်ပြီးတော့ estimate cost ပြောလို့ရတယ်ဆိုလို့ရှိရင် customer ကို estimate cost ဘယ်လောက်ကြားနိုင်လဲဆိုတဲ့ဟာလေးကိုကျွန်တော်တို့ကဒီမှာခံမှန်းကြီးပြောပေးလိုက်လို့ရတယ်ပေါ့နော်ဟိုမှာကျွန်တော်တို့က2သိန်းကြာမယ်ဆိုလို့ရှိရင်ဒါ2သိန်းပေါ့ပြီးရင်ဒီနောက်မှာမှတ်ချက်ပညာထည့်ရေးပြီးလို့ရတယ်ဟိုမှာဘယ်နှစ်ရက်ကြာမယ်ပဲဖြစ်ဖြစ်တစ်ခုခုပေါ့နော်အဲ့လိုဟာလေးရေးပြီးတော့ကျွန်တော်က app booking လုပ်လိုက်ရင်ရပြီအဲ့တော့ကျွန်တော်က session တွေမှာ booking လုပ်လိုက်တာဖြစ်တဲ့အတွက်အဲ့ဒါကိုဘယ်မှာပြန်ကြည့်မလဲဆိုလို့ရှိရင်ကျွန်တော်ဒီအောက်မှာဒီ calendar view လေးမှာပေါ့နော်ဒါဆိုလို့ရှိရင်ဒါဒီ18ရက်နေ့ဟာ18ရက်နေ့ဆိုလို့ရှိရင်ကျွန်တော် all service ကကြတော့4ဆိုပြီးပြထားတော့ကျွန်တော်တို့အဲ့ဒီနေ့မှာ booking ၄ချောင်းရှိတယ်ပေါ့နော်အဲ့တော့အဲ့ဒီနေ့ရဲ့ဒီ booking တင်ထားတဲ့ကားတွေအသေးသေးသိကျင်နေဆိုရင်ဒီကောင်လေးကိုနှိပ်ကြည့်လိုက်ပေါ့နော် all service ဆိုတဲ့ကောင်လေးကိုနှိပ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်ဒီ18ရက်နေ့အတွက်ဒီ booking တင်ထားတဲ့ဟာအားလုံးပေါင်းစုစုပေါင်း4ခုရှိတယ်ပေါ့ဒီကောင်လေးကကြတော့ကျွန်တော်တို့ဒါရက်လိုက်ကိုသိကျင်တယ်ပေါ့နော်ရက်လိုက်မှာဘယ်နေ့မှာတော့ကားဘယ်နှစီ booking တင်ထားတာရှိလဲအသေးသေးကြည့်ကျင်ကျွန်တော်ဒီလိုဝင်ကြည့်လို့ရတယ်အေး booking တင်မဲ့ရက်ရောက်လာပြီဆိုလို့ရှိရင်တော့ဒီမှာကျွန်တော်တီးတန့်လေး today booking ဆိုပြီးတော့ဒါဒီနေ့ booking ကိုကျွန်တော်တီးတန့်လေးခွဲထုတ်ပြီးတော့ပြရတယ်အကယ်တော့ customer အကြောင်းမျိုးကြောင့်မလာဖြစ်တော့ဘူး cancel ဖြစ်သွားတယ်လို့ပါလို့ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီကောင်ကို booking ကိုကျွန်တော် cancel ဆိုပြီးတော့ update လုပ်ထားပေးလို့ရပါဘောနော်ဆိုလို့ရှိရင်cancel ကတော့ဘယ်နှခုဖြစ်သွားတယ်booking ကတော့ဘယ်နှယောက်ရှိတယ် cancel ကဘယ်နှခုစောင့်နေတာဘယ်နှခုပြီးသွားတာဘယ်နှစီပေါ့အဲ့ဟာလေးတွေအကုန်လုံးကိုကျွန်တော်တို့ကဒီ booking မှာတောက်လျှောက်ကျွန်တော်တို့ update လုပ်လို့ရတယ်ပေါ့နော်ဒါကတော့share like booking တင်ထားတဲ့ဟာတွေတည်ကျင်ရင်ပြောရလို့ဆိုလို့ရှိရင် today booking မှာကဘယ်နှစီရတော့ပြီးသွားပြီဘယ်နှစီကြံသေးတယ်ဆိုတဲ့ဟာမျိုးလေးတွေတည်ကျင်တဲ့ဟာမျိုးမှာကျွန်တော်တို့ဒီ booking feature လေးကိုသုံးလို့ရတယ်ပေါ့ဒါကတော့ကျွန်တော်တို့ကဒီတချို့ service လုပ်ငန်းတွေပေါ့နော်ဥပမာကားနဲ့ပတ်သက်တဲ့တချို့ service လုပ်ငန်းတွေကကြတော့ဒီ booking ကြိုပြီးတော့တင်ရတာမျိုးရှိရပေါ့နော်အဲ့တော့အဲ့လို service လုပ်ငန်းတွေအတွက်ကိုကျွန်တော်ကရည်ရွယ်ပြီးတော့ဒီ booking feature တွေကို broker မှာထည့်ထားပေးတာပဲဖြစ်ပါတယ်ဗျဒါကတော့ကျွန်တော်တို့ booking feature မှာလုပ်လို့ရတဲ့နည်းလမ်းလေးတွေပေါ့နော်ဘယ်လိုအသုံးပြုရမလဲပြီးလို့ရှိရင်ကားတစ်စီးရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲမရောက်သေးဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လိုဖုန်းဆက်ကြမလဲဆိုတဲ့ဟာလေးတွေပြီးတော့လို့ရှိရင်complete ဖြစ်သွားပြီဆိုလို့ရှိရင်လည်းကျွန်တော်တို့ complete လုပ်လို့ရမယ် booking အကြောင်းမျိုးကြောင့် cancel ဖြစ်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ cancel လုပ်လို့ရမယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ broker ရဲ့ booking နဲ့ပတ်သက်ပြီးတော့အသုံးပြုပုံအသုံးပြုနည်းတွေကိုရှင်းပြပေးရပဲဖြစ်ပါတယ်ဗျအားလုံးကိုကျေးဇူးတင်